တိုကျိုမြို့ရဲ့မနက်၄နာရီချိန်လောက်မှာအမည်မသိအမျိုးသမီးတယောက်ကညာဘက်အပြင်ထွက်လာပြီးတော့သူ့ရဲ့အိမ်ကိုပြန်လာတဲ့အချိန်လူပြတ်တဲ့လမ်းမှာတွေကားပါကင်ကြီးကိုဖျက်ကျော်လာခဲ့ပြီးတော့လုံခြုံစိတ်ချရတဲ့သူမရဲ့ကြိုက်ခန်းအောက်ထက်ကဧကန်လော်ဘီကိုရောက်နေပြီဆိုတော့စိတ်တော်အေးသွားတယ်။အဲ့ဒီနေရာမှာကအလင်းရောင်လည်းကောင်းကောင်းရနေတော့သူ့မလည်းအေးဆေးဆေးပဲကီကက်ကိုထုတ်ပြီးတော့တိုက်ထဲကိုဝင်လာရောဒါပေမဲ့ထောင်ကျိုးကို꿰လိုက်တာနဲ့သူမစီကနေကြတိန်ထားစီကကောင်းလာအောင်စူးစူးဝါးဝါအော်ဒင်းရထွက်ပေါ်လာခဲ့တယ်။မနက်၄နာရီတိုက်ခန်းတော်ပြီးကျမ်းမြင့်ပေါ်မှာဒီလိုမြင်ကွင်းမျိုးမြင်ရလိမ့်မယ်လို့သူမလုံးဝမမျှော်လင့်ထားခဲ့ဘူး။အေးဆက်နေတဲ့လော်ဘီကျမ်းမြင့်ရဲ့အလေတက်တက်မှာဖြုတ်ချောပြီးတော့အသက်20ကျော်လောက်ပဲရှိရဲ့မိန်းကလေးတယောက်ကဒီတိုင်းထိုင်နေ။တကယ်တော့ဒီကအရန်ကိုထူးဆန်းတဲ့မြင်ကွင်းတစ်ခုပါ။ဘာဖြစ်လို့လဲဆိုတော့ကျမ်းမြင့်အလဲမှာထိုင်နေတဲ့အဲ့ဒီမိန်းကလေးကတီရှပ်တစ်ထည်ကိုခေါင်းလိုမျိုးဝတ်ထားပြီးတော့လုံလုံချုံချုံလည်းမရှိဘူး။ပြီးတော့သူမကဘာမှမဖြစ်တဲ့လိုမျိုးဆွလိတ်တော့ပဲနဲ့သူ့ရဲ့တငယ်ချင်းတယောက်နဲ့ပုံမှန်အတိုင်းဖုန်းပြောနေခဲ့တယ်။သူမရဲ့ပုံစံကလော်ဘီကျမ်းမြင့်မှာဒီတိုင်းပြက်ဆက်လက်ကထိုင်နေပေမဲ့လည်းအရန်ကိုတည်ငြိမ်အေးစိနေတော့သူ့ရဲ့ပုံစံကကိုယ့်ရဲ့အဲကန်ထဲမှာထိုင်ပြီးတော့တငယ်ချင်းနဲ့ဖုန်းပြောနေတယ်လို့ပါပဲ။ဒါပေမဲ့သူမရောက်နေတာကတိုက်ခန်းရဲ့လော်ဘီကျမ်းမြင့်အလေတက်တဲ့ပါ။ပြီးတော့သူမရဲ့အနောက်မှာလေကိုယ်တစ်ပိုင်းပလာနဲ့သွေးတန်ရဲဖြစ်နေတဲ့အမျိုးသားတယောက်ကတေးလူမျိုးမှဖြစ်နေတယ်။သူတို့နှစ်ယောက်လုံးရဲ့ပုံစံကသွေးတွေပေးချမ်းနေပြီးတော့အဲ့ဒီမိန်းကလေးကအနောက်ကအမျိုးသားရဲ့ခန္ဓာကိုယ်ကိုစောင်းမင်းနေတဲ့ပုံစံမျိုးပါ။သူမနောက်ပိုင်းမှာပြောပြခဲ့တဲ့စကားတစ်ခုကတော့သူတည်ဆုံးသွားမယ့်ချိန်ကိုကျမစောင့်နေခဲ့တာတဲ့။ဒီအမြင်မသိမိန်းကလေးကတော့ဘာလို့ရမှန်းမသိအောင်တော့ဖြစ်သွားတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမိန်းကလေးစီမှာလမ်းနဲ့ရှိမရှိနဲ့အနေရပေးနိုင်သေးလားဆိုတာသူမမသိ။အဲ့ဒါနဲ့သူမလည်းရဲကိုအမြန်ဖုန်းလမ်းဆက်ပြီးတော့ဒီမယုံနိုင်စရာမြင်ကွင်းကိုတက်တည်အဖြစ်ပြဖို့အတွက်ဓာတ်ပုံတစ်ပုံရယူလိုက်တယ်။နောက်တော့ဒီဓာတ်ပုံကအင်တာနက်ပေါ်မှာပြန့်သွားပြီးတော့ဂျပန်တနိုင်ငံလုံးမှာရှိတဲ့အမျိုးသားတွေကဒီအမည်မသိအမျိုးသမီးစီကိုစာရီဇက်တိုက်ပို့လာ။ပုံနဲ့ရသွေးရည်နဲ့မိန်းကလေးကိုခမရလူကိုယ်တိုင်သိတာ။သိရဆိုလို့ရှိရင်အခုသူမကတယောက်တည်းသမားလား။စင်ငယ်ဖြစ်နေပြီလားလို့သိကျင်လို့တဲ့။ပြီးတော့ကျွန်တော်သူမနဲ့တွဲချင်တော့ရိုးရိုးတတပြောရလို့ရှိရင်သူမကျွန်တော်ဓာတ်နဲ့ထိုးဝင်တော့မှအထိုးခံမှာပါဆိုပြီးတော့မေးကြတာပါဒီနေ့မက်ကီပြပြပေးမယ့်အကြောင်းကတော့ဂျပန်နိုင်ငံကလူသက်တမ်းမှာဖြစ်ဖို့အတွက်လှပလုံးနေတဲ့မိန်းကလေးဆိုပြီးတော့တတ်မှတ်ခံထားရတဲ့မှုကဲဆက်လန်တပုတ်ပဲဖြစ်ပါတယ်ဖြစ်ခဲ့တဲ့ရပ်ပိုင်းလောက်လိုတော့ကအင်ဂျန်မီအကျိုးဆောင်တယောက်ကဒီမိန်းကလေးနဲ့တွေ့ခဲ့ဘလောက်ငယ်ရွယ်လှပပြီးတော့အသက်22နှစ်ပဲရှိတဲ့မိန်းကလေးတယောက်ကဒီလိုတိုက်ခန်းကောက်ကောက်ငားနိုင်တာကထူးဆန်းတယ်လို့သူထင်ခဲ့ပါတယ်။ထူးဆန်းတယ်ဆိုတာတဲ့အံ့ဩစရာအကောင်းတယ်ဆိုရင်ပုံမှန်လိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ဒီတိုက်ခန်းရဲ့စပေါ်ကဒေါ်လာ3,400,400ဖြစ်ပြီးတော့တစ်လငှားရမ်းကတော့ဒေါ်လာ1,000ပါ။တကယ်တော့ဒီလိုမျိုးအသက်ငယ်ငယ်မိန်းကလေးစီမှာအဲဒီလိုငွေပမာဏရှိနေရဆိုတာကအရင်များတယ်။အသက်22နှစ်အရွယ်မိန်းကလေးကဘယ်လိုလုပ်ဒီလိုတိုက်ခန်းမျိုးငှားနိုင်ပါလဲ။ဒါပေမဲ့ပွဲစားကတော့ငါအတွဲလွတ်နေတာဖြစ်မှာပါဆိုပြီးတော့ချက်ချင်းပဲဖြည့်တွေးလိုက်ပါတယ်။အဲ့ဒါနဲ့သူကဒီမိန်းကလေးကိုအခန်းနေလိုက်ပြတယ်။တိုက်ခန်းကအရန်လာလုံးတော့အဲ့ဒီမိန်းကလေးကသဘောကျပြီးတော့စာချုပ်ကိုချက်ချင်းလက်မှတ်ထိုးခြင်းနဲ့တဲ့အကျိုးဆောင်ကလည်းသူမိဘတွေကအရန်ချမ်းသာလို့ဖြစ်မယ်လို့တွေးပြီးတော့မိသားစုတွေလည်းအတူတူလာနေမှာလားလို့မေးလိုက်တယ်။အဲ့လိုမေးလိုက်တော့သူကမဟုတ်ဘူး။ကျမကြီးစားရဲ့နှစ်ယောက်တည်းနေမှာတဲ့။သူကဒီနှစ်ကုန်ပိုင်းလောက်ကြာမှရောက်လာလိမ့်မယ်တဲ့။အရင်ဆုံးသူအလုပ်ထွက်ရအောင်မဲဆိုပြီးတော့ပြန်ပြေးခဲ့ပါတယ်။နားထောင်ကြည့်ရတာတော့ဒီမိန်းကလေးကตายရတဲ့အခြေရတကိုပိုင်ဆိုင်လာပြီးတော့အနာဂတ်အတွက်လည်းတေချာတဲ့အစီအစဉ်တွေရှိနေတဲ့ပုံပါပဲ။ဒါပေမဲ့ကန်ဆိုးတာကသူမပြောပြနေတဲ့သူ့ရဲ့ချစ်သူဆိုတဲ့ကောင်လေးကသူတို့နှစ်ယောက်တွဲနေရဆိုတာတော့မသိဘူး။သူမနဲ့တူတူဒီတိုက်ခန်းမှာလာနေရမယ်ဆိုတာကိုရောဒီနှစ်ကုန်မှာသူအလုပ်ထွက်ရမယ်ဆိုတာကိုရောသူလုံးဝမသိခဲ့ဘူး။ပြီးတော့သူတခြားမိန်းကလေးနဲ့ပျောဖိရင်မလုံနိုင်အောင်သဝင်တို့လွန်းလို့သူမကကတိမောမှာသူ့ရဲ့ဘိုက်ကိုဓာတ်နဲ့ထိုးမယ်ဆိုတာကိုလည်းမသိခဲ့ပါဘူး။ဒါပေမဲ့ဒီမိန်းကလေးတိုက်ခန်းလာငါနဲ့ပတ်သက်ပြီးတော့အင်ဂျန်မြေအကျိုးဆောင်ကတိတ်တော့မအံ့အောင်။ဘာဖြစ်လို့လဲဆိုတော့သူတို့နေတဲ့နေရာကဂျပန်နိုင်ငံက Red Light District ဆိုတဲ့ဖျော်ဖြေရေးနယ်မြေနဲ့ညီတော့ဒီကောင်မလေးက hostel ဘာတစ်ခုခုမှအလုပ်လုပ်ပြီးပတ်စံရှာတာဖြစ်မယ်လို့ချက်ချင်းတွေးလိုက်ပါတယ်။အကျိုးဆောင်အတွက်ကတော့ကော်မရှင်ကရပြီးရနဲ့သူ့ရဲ့ကိစ္စပြီးသွားတာပဲ။သတင်းထဲမှာဒီကိစ္စကိုပြန်မမြင်ရသေးခင်အချိန်ကြီးပေါ့။ဒီဇလန်ရဲ့အရင်မြစ်ကိုနားလည်ဖို့ဆိုလို့ရှိရင်ဂျပန်နိုင်ငံရဲ့ host နဲ့ hostel club ယဉ်ကျေးမှုအတည်ထားဖို့လိုပါတယ်။ဒီဟာကငွေကြေးနဲ့ဝယ်ယူရတဲ့အချစ်ဒါမှမဟုတ်စမ်းကြင်ပန်လင်းအချင်းချင်းဂရုစိုက်ပေးရတဲ့စီးပွားရေးလုပ်ငန်းတစ်ခုပါ။ဂျပန်မှာကအချစ်ရင်းနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေကအရန်ကြီးမားပြီးတော့ hostess နဲ့ host club တွေကကြီးစိုးတာပါ။ hostel club တွေကတော့အမျိုးသားရဲ့ ego မြင့်တင်ပေးဖို့သူတို့ကိုကမ္ဘာပေါ်မှာအစွမ်းတက်တဲ့အရှိဆုံးအထင်ကြီးစရာအကောင်းဆုံးယောက်ျား alpha male လို့ခန်းစားရအောင်လို့ဝန်ဆောင်မှုပေးပါတယ်။
ဒီမျိုးသားတွေကဒီ hostel club တွေမှာအလုပ်ခွင်ကပင်ပန်းနွမ်းနယ်မှုတွေကိုလာပြီးဖြေဖြောက်တတ်တယ်လို့ main ကလေးတွေရဲ့ချီကျူးစကားတွေကိုလည်းငွေပေးပြီးတော့လာနာထောင်ကြပါတယ်အမျိုးသားတွေဝန်ဆောင်မှုပေးတဲ့ host club တွေကြတော့အမျိုးသား host တွေကအမျိုးသမီးဖောက်တယ်တွေလှပါတယ်နုပြိုတယ်သူတို့ကိုဒီယောက်ျားတွေကချစ်တယ်ဦးစားပေးတယ်လို့ခံစားရအောင်လုပ်ပေးပါတယ်အဲ့ဒီတော့အမျိုးသမီးတွေကလေသူတို့ကိုဂရုစိုက်ပေးမယ်လှတယ်လို့ပြောပေးမယ်အမျိုးသား host တွေစီမှာပတ်ဆက်နေအများကြီးလာတော့ကြတယ်ဒီလို club တွေကိုသွားတဲ့လူတွေကသူတို့လိုချင်တာအတွက်ငွေအများကြီးသုံးဖို့လည်းဝန်မလေးကြဘူးဒီနေရာတွေမှာအထီးအတွေ့မလုပ်ရတဲ့ no tension hostel club တွေကအာမန်မားတွေနဲ့တူပေမဲ့နည်းနည်းတော့ထူးကြတယ်ရုံးဝန်တန်းလေးအုပ်စုလိုက်ဝင်လာလို့ရှိရင်တီးတန်းဖြစ်တဲ့နေရာတစ်ခုစီကိုသူတို့ကခေါ်သွားရောဒါပေမဲ့တခြားပုံမှန်ဘားတွေနဲ့မတူတာကဖောက်တယ်တွေကတစ်ဖွဲ့နဲ့တစ်ဖွဲ့ခက်ဝေးဝေးမှထိုင်ရပြီးတော့တီးတန်းဆန်နေဆိုတဲ့ခန်းစားချက်ကိုရအောင်လုပ်ပေးတာပြီးတော့သူတို့မှာတောက်စရာပမာဏဒါမှမဟုတ်အ ਨੇ ဆုံးသုံးမဲ့ဝေပမာဏပေါ်မှာမူတည်ပြီးတော့ချောမောလှပတဲ့မိန်းကလေးတွေကထွက်လာပြီးအဲ့ဒီအမျိုးသားတွေနဲ့တညလုံးတူထိုင်မိရပါဒါပေမဲ့ဒီအမျိုးသမီးတွေကစပွဲထိုးတွေလိုမျိုးအစားတောက်တင်လာချပြီးထထွက်သွားတာမဟုတ်ပါဘူးတင်းနဲ့တူတူထိုင်မယ်အယမ်းငယ်ပေးမယ်အတူတူတောက်မယ်တင်ပြောတဲ့မီရတဲ့ဟာတာတွေကိုရီးပေးလိမ့်မယ်ပြီးတော့ဒီအမျိုးသားတွေရဲ့အလုပ်ကြောင့်နေရှင်းကအယမ်းတော့တာပဲဆိုတာမျိုးတွေဒီလိုမျိုးအားလာပါတလာပါစကားတွေကိုတစ်ချိန်လုံးပြောတာတကယ်လို့အဲ့ဒီအမျိုးသားတွေကပြင်းစရာကောင်းတဲ့အကြောင်းပြောပြနေတာမှသူတို့မျက်လုံးလေးကိုကလဲကလဲနဲ့စိတ်ဝင်စားနားထောင်ပေးလိမ့်မယ်ပြီးတော့အဲ့ဒီလိုပြောနေတာတွေကမှားနေမယ်သူမှသိနေတော့မှအလိုက်တဲ့နေပြီးတော့ဒီလိုစိတ်ကျေနပ်အောင်လုပ်ပေးတတ်ပါတယ်အမျိုးသားကဆက်လက်ထုတ်လိုက်တာနဲ့ post တက်ကမြည်ကျင်းနဲ့မြင်းညီပေးဖို့အဆင်သင့်တယ်တကယ်တော့ဂျပန်မှာကဒီလိုမျိုး club တွေကအရန်နာမည်ကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဂျပန်မှာရုံးဝန်ထမ်းတွေကအလုပ်ဆင်းတဲ့အချိန်မှာအရန်ကိုပင်ပန်းနွမ်းနေတတ်ပြီးတော့ဒီလိုနေရာတွေကိုသွားပြီးတော့ဒီအမျိုးသမီးတွေနဲ့စကားတူတူသွားပြောတာတို့အရက်တူတူတောက်တာတို့လုပ်လိုက်လို့ရှိရင်သူတို့အတွက်ပင်ပန်းမှုတွေပျောက်သွားတယ်လို့ခံစားရတယ်တဲ့။ဒီလို club တွေကမန်နေဂျာတွေဆိုတာကတကယ်ကိုအရေးပါတယ်သူတွေပါ။သူတို့ကဖဲသမားတယောက်ဖဲချက်တွေကိုကင်တွယ်တယ်လို့မျိုးအမျိုးသမီးတွေကိုလည်းစီမံခန့်ခွဲကြတယ်။မိန်းကလေးတိုင်းမှာအားတာချက်အားနည်းချက်ကိုတည်ရှိပြီးတော့မန်နေဂျာတွေကလေဒီဟာကိုလက်နက်တစ်ခုလိုမျိုးတေချာအသုံးချပါတယ်သူတို့ကဖောက်တယ်တွေစပြီးဝင်လာတာနဲ့အချိုးဆုံးမိန်းကလေးနဲ့အရင်ဆုံးပေးထိုင်တယ်ဖောက်တယ်တွေကဒီမိန်းကလေးနဲ့အဆင်မပြေဘူးအချိန်ဆက်မမိဘူးဆိုလို့ရှိရင်တခြားမိန်းကလေးနဲ့တဘာဝကြကြလေးလဲပေးပါတယ်အဓိကရွေးချက်ကတော့ဖောက်တယ်ကိုဒုတိယတနာရီအထိဆက်ထိုင်ပြအောင်ဆွဲဆောင်ဖို့ပါပဲ။ဘာဖြစ်လို့လဲဆိုတော့သူတို့ဒီမှာထိုင်နေနေနောက်ထပ်တနာရီတွေကို10မိနစ်လောက်လေးကြောသွားနေ။ဒုတိယတနာရီစာကိုဖောက်တဲ့တွေကအပြည့်ပေးရတာ။ရှင်းရှင်းပြောရရင်သူတို့ကလေဒီမိန်းကလေးတွေကို session နဲ့ခေါ်ရတဲ့ပုံစံမျိုးပါ။အဲ့ဒီလိုမျိုးတနာရီပြည့်ကနေပြီဆိုတာနဲ့မန်နေဂျာကရုတ်တရက်ချင်းအချောဆုံးမိန်းကလေးတွေကိုပြန်ခေါ်သွားပြီးတော့တိတ်မချောတဲ့မိန်းကလေးနဲ့နဲဖြစ်လိုက်တယ်။အဲ့ဒီမှာဖောက်တယ်ကအရင်ကောင်မလေးကိုပြန်ခေါ်ခြင်းနဲ့ဆိုလို့ရှိရင်တီးတန့်ကြီးထပ်ပြရမယ်။ဒါမှမဟုတ်ဒီမိန်းကလေးကတခြား VIP ဧည့်သည်နဲ့ချိန်လာလို့နာယူဝက်နေပြန်လာပါမယ်ဆိုပြီးစဉ်းကြည့်ပြီးရောအဲ့လိုနဲ့ဧည့်သည်ကကောင်မလေးကိုစောင့်ရင်းနဲ့နောက်ထပ်တနာရီလေးကိုကြောက်သွားတာ။ပြီးတော့မန်နေဂျာတွေကဖောက်တယ်တွေကိုမျက်စိတောက်ထောက်ပြီးကြည့်နေတတ်တယ်။ဥပမာအမျိုးသားတယောက်ကတွိုင်းလက်သွားရင်လည်းနာယူကြည့်လိုက်တာပဲဖြစ်ဖြစ်ဖုန်းထိုးကြည့်လိုက်တာပဲဖြစ်ဖြစ်ပြန်မှုအတွက်စဉ်းစားနေပြီဆိုတော့သူတို့သိတယ်။ဒါဆိုလို့ရှိရင်သူတို့စပွဲစီကိုပြန်ရောက်တာနဲ့အချောဆုံးမိန်းကလေးတွေကသူတို့ကိုစောင့်ကြိုးနေပြီးတော့ပြန်မသွားကြအောင်လို့ဆွဲဆောင်။အဲ့ဒီမှာသူတို့ကဧည့်သည်ကိုပတ်စံများများတောင်းအောင်ဘယ်လိုလုပ်လဲဆိုလို့ရှိရင်အဲ့ဒီဝိုင်းမှာထိုင်နေတဲ့ကောင်မလေးကဒေါ်လာ900လောက်တန်နဲ့ရှမ်ပိန်တောက်ချင်လို့တိုက်ပါလားဆိုပြီးတော့အတင်းနေဝယ်တိုက်ခိုင်းတာ။အဲ့ဒီလိုနဲ့ဆိုင်မှာထိုင်ပြီးတိတ်မကြခင်ပါမယ်။အဲ့ဒီစီဝါရေးလုပ်ငန်းရှင်ကသူတော်မသိလိုက်ပဲနဲ့တညတွေကိုဒေါ်လာထောင်ချီပြီးတော့သုံးမိသွားတယ်။ hostel မိန်းကလေးအများစုကတော့အမျိုးသားတွေရှိမှာအရန်မထက်မြတ်တဲ့ပုံစံရိုးရတဲ့ပုံစံမျိုးဖန်ထားတတ်ကြတယ်။အဲ့ဒါမှလည်းအမျိုးသားတွေကသူတို့ကိုချိန်ချမှုတစ်ခုလိုမခံစားရမှာပါ။အဲ့ဒီနောက်ပိုင်းကျတော့အမျိုးသမီးဖောက်တယ်တွေကိုဝန်စားမှုပေးတဲ့အမျိုးသား host club တွေကတခါပြန်ပြီးတော့ခေတ်စားလာတယ်။ဒီနေရာမှာအမျိုးသမီးတွေကရောဘာဖြစ်လို့ဒီလိုဟာမျိုးအတွက်နဲ့ပတ်စံသွားသုံးနေရလဲလို့တင်တွေးကောင်းတွေးပါလိမ့်မယ်။အဓိကအကြောင်းရင်းကတော့ဂျပန်မှာအမျိုးသမီးတွေကအလုပ်လုပ်လာကြပြီးတော့သက်ဆန်နေချမ်းသာလာပေမဲ့အိမ်တော်မပြုတ်ပဲနဲ့အပြိုကြီးဘဝနဲ့ပိုးနေလာတာကြောင့်ပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်တခုကြောက်စရာကောင်းတာကတချို့အိမ်တော်ရှိအမျိုးသမီးတွေကလည်း host club တွေရဲ့အဓိကဖောက်တယ်တွေဖြစ်နေတတ်တယ်။ဘာဖြစ်လို့လဲဆိုတော့ host club တွေကအမျိုးသမီးတွေကိုမင်းသမီးလေးတစ်ပါးလိုမျိုး princess treatment ပေးပြီးတော့ဆက်ဆံမိတာ။ဝင်လာတာနဲ့ရေစိုးတစ်ရှူလေးကမ်းမိမယ်။စကတ်ဝတ်ထားလို့ရှိရင်လည်းချုံမှုဆောင်လေးပေးမယ်။သင်ရဲ့ပြင်းစရာကောင်းတဲ့နေ့စဉ်ဘဝအကြောင်းဂယုတဆိုင်နဲ့နားထောင်ပေးမယ်။လွန်ခဲ့တဲ့2လကတင်ပြောပြခဲ့မှုတဲ့တင်ခွေလေးရဲ့နာမည်ကိုတော့မှသူကမှတ်မိနေဦးမှာ။တွိုင်းလက်သွားခြင်းလို့ရှိရင်လည်း host တွေအကုန်လုံးကမတ်တက်ရက်ပြီးတော့အယိုသေးပေးတယ်လို့တင်ကိုတွိုင်းလက်အပေါဝထီအောင်မှာလိုက်ဖို့ပြီးတဲ့အထိဝန်ဆောင်မှုအရန်ကောင်းပါတယ်။ဒါတွေကဘာမှမဟုတ်တဲ့ဂယုဆိုင်မှုလေးတွေဆိုပေမဲ့အိမ်နောက်ရှိမျိုးသမီးတွေကတခါမှမရဘူးတဲ့ဘဝမျိုးပါ။
ပြီးတော့ဒီ host အမျိုးသားတွေကအရန်ကြီးကြွက်သားအမြောင်းမြောင်းနဲ့ယောက်ျားဆန်တော်နဲ့ပုံစံမဟုတ်ပဲနဲ့မိတ်ကပ်လေးတွေစပင်းရောင်စုံလေးတွေနဲ့ anime ဇာတ်ကောင်လေးတွေလိုမျိုးပြင်ဆင်လာတယ်ဒီနေရာမှာအမျိုးသမီးတွေကရိုးအားလုံးတော့ဒီကောင်လေးတွေကသူတို့တကယ်ချစ်တယ်လို့ထင်သွားတာတော့မဟုတ်ပါဘူးသူတို့ကလည်းဒီဟာကငွေပေးငွေယူကိစ္စတစ်ခုမှသိကြတယ်ယောက်ျားတွေကသူတို့ရဲ့ ego အတွက် hostel club တွေကိုသွားကြတယ်လို့ပဲအမျိုးသမီးတွေကလည်းကိုကိုနုပြိုနေသေးတယ်လို့ခံစားရဖို့ကိုကိုမင်းသမီးလေးလိုမျိုးအလေးပေးပြီးတော့ဆက်ဆံတာကိုခံစားခြင်းလို့သွားကြတာပဲဖြစ်ပါတယ်ဒီနေရာမှာစုံစမ်းကြည့်ရတဲ့လောက်ကတော့ဂျပန်မှာရှိတဲ့ host club အများစုနိုင်ငံသားတွေဝင်ခွင့်မရှိပါဘူးဒါပေမဲ့ဂျပန်လိုကြွကြွချင်းပြောတိုင်တော့သူတို့ကလက်ခံပြီးတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ club တွေရဲ့ဝန်ဆောင်မှုကစကားပြောဖို့ကအဓိကမို့လို့ပါအဲ့ဒီတော့ဂျပန်စကားမပြောတတ်တဲ့သူဟာဒီလိုနေရာတွေသွားလို့ရှိရင်သူတို့အတွက်ဘာအကျိုးမှမရှိပထမတနားရီအတွင်းမှာ host ကောင်လေးတွေက9မိနစ်10မိနစ်တခါအလှည့်ကျဝင်လာပြီးတော့စကားလာပြောမယ်တနားရီပြည့်တဲ့အခါကျလို့ရှိရင်သင်အကြိုက်ဆုံးတစ်ယောက်ကိုမဖြစ်မနေရွေးချယ်ရတယ်ရွေးပြီးသွားရင်တော့အကောင့်တွေဖလှယ်ရတယ် Facebook တို့ Line တို့လိုမျိုး social app တွေကိုအချင်းချင်းလဲလေကြတာပါဒါပေမဲ့အရေးကြီးဆုံးချက်ကတော့သင်ရွေးလိုက်တဲ့အဲ့ဒီကောင်လေးကနောက်တစ်ခါလာတိုင်းသင်အတွက်တတ်မှတ်ထားတဲ့ host အမြဲတမ်းဖြစ်သွားတာသင်မှာနောက်တစ်ခါထပ်ပြီးတော့ရွေးချယ်ဝင်မရှိတော့သလိုပြောင်းလို့လည်းမရတော့ပါဘူးအဲ့ဒီတော့ဒီကောင်လေးကသင်ကို club စီပြန်လာအောင်လို့အမျိုးမျိုးကိုဆွဲဆောင်ပါဒါပေမဲ့သူတို့ကသင်ကိုဘယ်တော့လာမလဲလို့ဓာတ်ရိုက်လုံးဝမမေးဘူးသူနေတဲ့သာစားနေတဲ့ပုံလေးတွေကိုပို့တာမျိုးဒီနေ့တော့ဘာတွေလုံးဖြစ်တယ်ဆိုပြီးတော့ selfie လေးတွေပို့တာမျိုးလုပ်ပြီးတော့တဖြည်းဖြည်းချင်းရင်းနှီးလာအောင်လုပ်တယ်အဲ့လိုနဲ့သင်ကဒီအမျိုးသားကိုပြန်တွေးချင်လာတဲ့အခါတွေးခွင့်ရမယ်တခုလေတော့နေရာက club မှာဖြစ်ပြီးတော့အဲ့ဒီမှာသင်ရှာထားသမျှပတ်စံတွေအကုန်လုံးကိုသုံးရမှာပါပထမဆုံးချိန်မှာတော့နည်းနည်းပါးပါးလောက်ပဲကုန်မယ်မဲ့နောက်ပိုင်းမှာတော့ host အတွက်ပါအရက်တွေဝယ်တိုက်ရတာဆိုတော့တညကိုအနည်းဆုံးဒေါ်လာ150ကနေ300ချားနေအမြင့်ဆုံးဒေါ်လာ1000ထိကုန်ကျနိုင်ပါတယ်စီကံအရဆိုလို့ရှိရင် no touching club တွေဆိုရင်တော့စိုင်မှာဒီတိုင်းစကားပြောတာအရက်ငှဲ့ပေးတာလောက်ပဲလုပ်ကြပါမယ် host တော်တော်များများကတော့အလုံးချိန်ပြင်ပမှာဖောက်တယ်တွေနဲ့အပြင်းမှာသွားတွေ့ပြီးတော့တရံမဝင်ဝေးရှာကြပါတယ် club တွေကလည်းဖောက်တယ်တွေစိုင်ုံပြန်လာနေတဲ့၍ဒါကိုမသိချင်အောင်ဆောင်တာပြီးပြီးတော့ဒီလုပ်ငန်းကနေမှာပတ်စံအရန်ရတဲ့နာမည်ကြီး host တွေလည်းရှိတယ်ဒီတည်းကမှနာမည်ကြီးဆုံးတစ်ယောက်ကတော့ရိုလန်ပါသူဆိုလို့ရှိရင်တစ်လအောင်ဒေါ်လာ9သိန်းအဲ့ဒီလောက်ဝင်ငွေရှိပြီးတော့ Ferrari ကားတော်မှာဝယ်စီးနိုင်တယ်လူတွေကသူ့ကိုဘယ်လောက်ထိအားပေးလဲဆိုလို့ရှိရင်2018ခုနှစ်သူ့ရဲ့မွေးနေ့တုန်းကဆိုလို့ရှိရင်တညရင်နဲ့ဒေါ်လာ4သိန်းဘိုးလောက်ရောင်းခဲ့ရတယ်သူ့ရဲ့ပုံစံကိုကြည့်လိုက်လို့ရှိရင်အရန်ပဝေမြင့်တဲ့ပုံစံဖန်ထားပေမဲ့တကယ်တမ်းကျတော့သူကမင်္ဂလိတွေသဘောကျလာအောင်လို့အရန်ပြောတတ်တယ်သူကကဘာပေါ်မှာယောက်ျား2မျိုးပဲရှိတယ်ငါရဲ့ကြံတဲ့ကောင်တွေရဲ့တဲ့နောက်ပြီးတော့သူပြောဖို့တဲ့စကားတစ်ခုထက်ရှိသေးတယ်အဲ့ဟာကငါမင်းကလေးတွေရဲ့မျက်လုံးလေးကိုကြည့်ပြီးတော့မင်းသိမ့်လာတာပဲလို့ပြောလိမ့်ရှိဒါပေမဲ့တကယ်တမ်းငါကြည့်နေတာကအဲ့ဒီမင်းကလေးရဲ့မျက်လုံးထဲမှာအရေးထင်နေတဲ့ငါမျက်နှာကိုငါပြန်ကြည့်နေတာလို့ရည်စရာပြောတတ်ပါတယ်သူ့ကိုမိမဗန်တစ်ယောက်နဲ့အိတ်ဖူးလဲလို့မေးတော့လေသူကခမည်းကော်ဖီတောက်ဘူးလားကော်ဖီဘယ်နှခွက်တောက်ဘူးလဲဆိုတာခမည်းမှတ်မိလားလို့သူ့ကိုယ်သူအရန်မိုက်နေတဲ့ပုံစံနဲ့ပြန်ဖြေခဲ့တယ်ဒါပေမဲ့ရိုလန်လိုမျိုး club host လုပ်တဲ့လူတိုင်းကဒီလောက်ထိချမ်းသာနေရတော့မဟုတ်ပါဘူးတခြား host အများစုကတော့တစ်လဝမ်းရေးအတွက်ရုန်းကန်နေကြရတယ်ပြီးတော့ဒီလုပ်ငန်းကပတ်စံအရန်ရတယ်လို့အပြိုင်ဆိုင်နဲ့အရန်များပါတယ်တိုးကြိုတစ်ခုတွေကဖြောပြေးနေနေပါတယ် host နဲ့ hostel club ပေါင်းစုစုပေါင်း1000ကျော်လောက်ရှိပါတယ်ဒီဇလန်ရဲ့အဓိကဇက်ဆောင်ဖြစ်တဲ့ Phoenix Luna ဆိုတဲ့ကောင်လေးကတော့ club တွေကတခုမှအလုပ်ဆောင်နေတာတခြားသူတွေက Roland လိုမျိုးနာမည်ကြီးကျင်လို့ဒီ club host အလုပ်ကိုဝင်လုပ်ကြပေမဲ့ Phoenix ကတော့သူ့အတွက်အခမဲ့နေစရာနေရာလေးတစ်ခုပဲလိုချင်လို့ဒီအလုပ်ကိုဝင်လုပ်ခဲ့တာပါ Phoenix ရဲ့ငယ်ဘဝကအရန်ကျန်တယ်မိဘတွေကငငယ်လေးကကွဲသွားပြီးတော့သူ့နဲ့မောင်နှမ6ယောက်လုံးကမိဘမဲ့ကေဟာကိုအဖို့ခံခဲ့ရပါတယ်အဲ့ဒီမှာကလေးတွေကချစ်ချင်းမြတ်တာမရဘဲနဲ့ကြီးပြင်းခဲ့ရလို့တချို့ဆိုလို့ရှိရင်အလဲတန်းရွယ်လောက်ကလေးကဂီယာကနေထွက်ပြေးခဲ့ကြတယ်တကယ်တော့ဂျပန်လိုနိုင်ငံမျိုးမှာအထက်တန်းကျောင်းအောင်လက်မှတ်တောင်မရှိတဲ့သူ့အတွက်အလုပ်ရဖို့မဖြစ်နိုင်တော့ပါပဲဖိနစ်ကမိဘမဲ့ဂီယာကနေထွက်လာပြီးစောင်းလုံရီလုပ်ငန်းဝင်တွေမှာဝင်လုံးခဲ့ပေမဲ့အလုပ်ရှင်တွေရဲ့လိန်ညာပြီးတော့ခေါင်းမုံဖြတ်တာကိုခံခဲ့ရပြီးတော့အင်ဂျီယာမဲ့ဖြစ်သွားခဲ့ပါတယ်အဲ့ဒါကြောင့်သူက24နာရီဖွင့်နေအင်တာနက်ကဖေး PC ဘန်းနေမှာအဲ့ရင်နဲ့သူ့ရဲ့ဘဝကိုဖြစ်တယ်လို့ဖြတ်တန်းခဲ့ရတယ်ဒီလိုနဲ့ host club တွေကအလုပ်သမားတွေကိုနေစရာအဆောင်ပေးတယ်ဆိုတာကိုသိသွားတော့သူကနေစရာနေရာတစ်ခုလေးရှိရင်ရပြီဆိုရမျောလင်းချက်လေးနဲ့ club fusion မှာအလုပ်သွားလျှောက်ခဲ့တယ်။ Fin ရဲ့ပုံစံကရုပ်လေးရလဲချောငယ်ဘဝအကျန်းတန်းပေမဲ့လူမှုဆက်ဆံရေးအရန်ကောင်းပြီးတော့အရန်ရိုးသားတယ်သူ။အဲ့ဒါကြောင့်သူက club ရဲ့အဆင့်လေးနေရာ host တယောက်အများဆုံးဖြစ်လာပါတယ်။ပြီးတော့ဒီ club တွေမှာကထိတ်ဆုံး host 9ယောက်ရဲ့ပုံကို2ရက်မှာချိတ်ထားလေးရှိတယ်။ဒီစနစ်ကအဆင့်1နေရာလို့
သူ့ရဲ့ဖောက်တယ်တွေကအမြဲတမ်းအဆင့်တက်နေရမကြအောင်ဒီဘုတ်ပေါ်မှာအမြဲတမ်းအဆင့်တက်ဖြစ်နေအောင်လို့ကလပ်မှာပတ်စံတွေအများကြီးသုံးပြီးတော့သူတို့ကိုပံ့ပိုးကြတယ်။ဖိနစ်ကအဆင့်လေးဖြစ်လာပေမဲ့သူကတိတ်ပြီးတော့နာမည်မကြီးသေးဘူး။ပြီးတော့ဒီလုပ်ငန်းမှာအရန်ထိုးစက်တဲ့အချက်တစ်ခုရှိသေးတယ်။အဲ့ဒါက host club တွေရဲ့ဖောက်တယ်အများစုကတခြား host club က main ကလေးတွေဖြစ်နေတတ်တာပါပဲ။ဘာဖြစ်လို့လဲဆိုတော့ host main ကလေးတွေကတနေ့ကုန်အမျိုးသားတွေကိုအလိုလိုက်ဖျော်ပြေပေးနေရလို့စိတ်ကုန်ပြီးနွမ်းနေနေတဲ့အချိန်မှာသူတို့ကိုပြန်ပြီးတော့အလိုလိုက်မဲ့သူဖျော်ပြေပေးမဲ့သူကိုရှာကြတာပါ။အဲ့ဒါကြောင့်သူတို့ရှာရတဲ့ပတ်စံတွေကို host club တွေမှာပြန်သုံးပြီးတော့ပျော်ရွှင်မှုကိုပြန်ဝယ်ကြတယ်။ host ယောက်ျားလေးတွေကလည်းဒီအတိုင်းပါပဲ။သူတို့လည်း host တက်ဘားတွေကိုသွားပြီးတော့ပတ်စံတွေပြန်သုံးလာကြတယ်။အဲဒီလိုဖောက်တဲ့တွေထဲမှာဒီအမှုရဲ့တရားခံဖြစ်လာမဲ့ရုကလည်းပါပါတယ်။သူမကအသက်22နှစ်အရွယ် host တက်တစ်ယောက်ဖြစ်ပြီးတော့မျက်လုံးဝိုင်းဝိုင်းစပင်အနက်ရောင်နဲ့ကြောင်လေးတစ်ကောင်နဲ့တူတယ်လို့အပြောခံရတယ်သူက။သူမမှလည်းသူမကိုအရန်ဆွဲလန်းနဲ့ဖောက်တဲ့တွေအများကြီးရှိတယ်။ဒါပေမဲ့သူက Flat Fusion ကိုရောက်လာပြီးတော့ဖေးနဲ့လူနာတို့တကူတကလာရှာတယ်။တကယ်တော့သူတို့နှစ်ယောက်ကလွန်ခဲ့တဲ့လနေငယ်လောက်ကဖေးနဲ့သူမရဲ့ဘာကိုအလေလာတော့စတွေ့ခဲ့တာ။အဲ့ဒီမှာသူမကသူ့ကိုမြင်းချင်းသဘောကျသွားခဲ့တာပါ။အဲ့နောက်မှာတော့ Twitter X မှာသူ့ကိုလိုက်ရှာပြီးတော့ direct message ပို့လိုက်တယ်။အဲ့လိုနဲ့ Phoenix ကလည်းငါစီကိုအလဲလာခဲ့ပါလို့ဖိတ်ခေါ်ခဲ့ရတာ2019ခုနှစ် March လမှာသူတို့ပထမဆုံးတွေ့ခဲ့ကြတာပါ။ Phoenix ကိုအရန်ချစ်ပြီးတော့ဆွဲလန်းမိသွားတဲ့ Yuka ကတပတ်ကို2ကြိမ်3ကြိမ်လောက်တော့တွေ့တယ်။ပြီးတော့သူမက Phoenix ကိုအဆင့်လေးကနေအဆင့်1 club host ဖြစ်အောင်လို့ပံ့ပိုးပေးမယ်လို့ကတိပေးခဲ့ပါတယ်။အဲ့ဒါကြောင့် Yuka ကတညရီမှာရင် Phoenix ရဲ့ club မှာဒေါ်လာ6000ကနေ1000ထိသုံးပြစ်တယ်။သူမကဘာဖြစ်လို့ဒီလောက်ထိ Phoenix အတွက်ပတ်စံတွေကိုသုံးပေးနေရလဲဆိုတော့ host club တွေမှာထုံးစံတစ်ခုရှိတယ်။အဲ့ဒါကညာတိုင်းအယောင်ရဆုံး host တယောက်ကစိုင်ပိတ်ခါနေမှာစင်မိုတက်ပြီးတော့တချင်းဆိုရတာပါ။ဒီကအိုက်ဒေါ်တယောက်ရဲ့ concept လိုမျိုးဂုံယူစရာဖြစ်ပြီးတော့ဖောက်တဲ့ main ကလေးတွေရတယ်။သူတို့ရဲ့ host ကိုအဲ့ဒီနေရာရအောင်လို့ပတ်စံပုံပေးတတ်ကြပါတယ်။ယူကာက Phoenix စင်ပေါ်မှာတချင်းတက်ဆိုတာကိုကြည့်ပြီးဂုံယူခြင်းလို့ပတ်စံတွေအများကြီးသုံးမိရဲ့။ Phoenix ဘက်ကတော့ဒါသူ့လုံးမို့လို့ပတ်စံရတာကိုမငင်းပါဘူး။ယူကာကိုယ်တိုင်ကလေဒီလုပ်ငန်းကလူတယောက်ပဲ။အဲ့ဒါကြောင့်သူတို့နှစ်ယောက်ကငွေပေးငွေယူစီးပွားရေးအရာဆက်ဆံနေတာတကယ်ချစ်တာမဟုတ်ဘူးဆိုတာကိုသိလိမ့်မယ်လို့ Phoenix ကတွေးပြီးတော့စိတ်ချလက်ချရှိနေခဲ့ပါတယ်။ဒီနေရာမှာယူကာဟာ1998ခုနှစ်တရုတ်နိုင်ငံမှာမွေးဖွားခဲ့တဲ့တရုတ်ဂျပန်ကပြားမလေးပါ။သူမကအသက်2နှစ်အရွယ်မှာဂျပန်ကိုပြောင်းလာခဲ့တာ။ယူကာရဲ့ရုပ်လေးကချစ်စရာကောင်းပြီးရိုသားဖြူစင်တဲ့ရုပ်ရည်ရှိလို့အမျိုးသားအများစုရဲ့အာယုံဆိုင်မှုအလွယ်တကူရတတ်တယ်။ဒါပေမဲ့သူ့မှာငငယ်လေးကစိုးရင်စရာအပြုတ်မှုတစ်ခုရှိခဲ့ပါတယ်။ယူကာအထက်တန်းကျောင်းတော့ဆိုလို့ရှိရင်တယောက်ကသူမရဲ့ရေးစာကိုစော်ကားပြောဆိုတာအောင်ကြားတာနဲ့ကလထိုင်းနဲ့ပြစ်ပေါက်တဲ့ထီတော့တာကြီးပါတယ်အဲ့လိုနဲ့အသက်20ကျော် hostess ဆလို့တော့သူမကဒီလုံးမှာအရန်တော်လွန်လို့မန်နေဂျာအဆင့်ထိယာရုတိုးခဲ့တယ်ပြီးတော့ယူကာကလူမှုဆက်ဆံရေးမှာပါနဲ့ပြီးတော့လုံးဖို့ကိုင်းဘက်တွေကြားထဲမှာလည်းလူချက်လူခင်များပါတယ်ဒါပေမဲ့ Phoenix နဲ့တွေ့ပြီးရဲ့နောက်ယူကာရဲ့ဘဝတစ်ခုလုံးကအမြဲတမ်းသူ့စီပဲရောက်နေတတ်တယ်အဲ့ရဝန်ကနေတိုင်း Phoenix ရဲ့အကြောင်းကိုပဲစဉ်းစားတယ်သူ့စီက message ကိုပဲအမြဲတမ်းစောင့်နေတတ်တယ်အဲ့လိုနဲ့ Phoenix ကိုအန်းရင်းနေပဲသူမစူဆောင်လာသမျှပတ်စံနေရတဲ့အကုန်ကုန်သွားပါပြီတကယ်တော့သူမကတတိသမီးမဟုတ်ဘူးဒါပေမဲ့ Phoenix ကိုတွေ့ဖို့ကသူ့ဘာကိုသွားရမယ်အဲ့ဒီဘာကိုသွားပြီးပတ်စံနေသုံးတော့မှ Phoenix နဲ့တွေ့ခွင့်ရမယ်လို့သူမကယုံကြည်နေခဲ့တာပြီးတော့ယူကာထား Phoenix တို့ကိုပြန်ချစ်လာသူတို့နှစ်ယောက်အဆင်ပြေလာရင်းနှီးမြုပ်နှံမှုလုပ်တာတဲ့ Phoenix ကိုဘယ်လောက်ထိဆွဲလန်းသွားတာလဲဆိုလို့ရှိရင်သူမက Phoenix ကိုတခြားဘသူနဲ့မှပေးမတွေ့ပဲနဲ့သူမတယောက်တည်းကိုပဲတီးတန့်ကြိုးဆိုင်ပေးဖို့အတွက်တက်လောက်ဒေါ်လာ9000ထိပို့ပေးခဲ့ပါတယ်။ဒါကတခြားတောက်စရာဘူးမပါသေးပဲနဲ့ Phoenix နဲ့နှစ်ယောက်တည်းတွေ့ဖို့အတွက်တီးတန့်ကြီးတက်ပေးရတာ။ဒီလိုနဲ့2လအတွင်းမှာပဲ Phoenix ကယူကာရဲ့ကျေးဇူးကြောင့် club ရဲ့ number 1 host ဖြစ်လာပါတယ်။ပတ်စံနေအကုန်ကုန်သွားတဲ့အခါယူကာက Phoenix အတွက်ပတ်စံဆက်ချဖို့ delivery hell လို့ခေါ်တဲ့အလုပ်ကိုလုပ်ခဲ့ရတယ်။ delivery hell ဆိုတာကတော့ကျန်းမာရေးဝန်ဆောင်မှုဆိုတဲ့ခေါင်းစဉ်အောက်ကနေဒီမိုင်းဆိုင်ရာဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတစ်ခုပါ။ဖောက်တဲ့ရဲ့အိမ်ကိုသူနာပြုတ်ဝတ်ဆောင်လေးတွေဝတ်ပြီးတော်ရဝန်ဆောင်မှုပေးရတာမျိုးပဲဖြစ်ပါတယ်။နောက်ထပ် hotel health ဆိုတာလည်းထပ်ပြီးတော့ရှိသေးတယ်။အဲ့ဒါက hotel ဒီမှာအသင်းဆောင်နေပြီးတော့ဖောက်တဲ့ခေါ်လို့ရှိရင်သွားရတဲ့ဝန်ဆောင်မှုမျိုးပြောတာပါ။တကယ်တော့ဒီလုပ်တွေကအရန်အနေများတယ်။ဒီလုပ်ငန်းတွေမှာဝန်ဆောင်မှုအမျိုးမျိုးရှိပြီးတော့တချို့ဟာတွေကလည်းတကယ်ကိုထူးဆန်းပါတယ်။တကယ်တော့ယူကာကဒီ delivery head အလုပ်ကိုလုပ်ရတာအရန်မုန်းပေမဲ့ Phoenix အတွက်ပတ်စံရှာဖို့သူမတေးခံပြီးတော့လုပ်ခဲ့တယ်။ဒါပေမဲ့ယူကာက Phoenix ကိုအမှန်တိုင်းမပြောဘူး။သူမကသူ့ကိုယ်သူငါမန်နေဂျာတယောက်လို့ပြောထားပြီးတော့သူမစီမှာ sugar daddy တယောက်ရှိတယ်။အဲဒီလိုကသူမကိုထမင်းကျွေးပြီးပတ်စံကြီးအများကြီးပေးတယ်လို့လိန်ညာထားခဲ့တာပါ။ပြီးတော့ယူကာရဲ့ပြောပြချက်အရ club တစ်ခုမှာ Phoenix ကသူမကိုချစ်တယ်။တ
တနေ့ကျရင်လက်ထပ်ကြမယ်လို့ပြောခဲ့ပူတယ်တဲ့ဒါပေမဲ့ဒီစကားကကလပ်မှာဒီတိုင်းလွယ်လွယ်ပြောခဲ့တဲ့လိန်ညာမှုတစ်ခုဖြစ်နိုင်ပေမဲ့ရှုကတော့ဒါကိုတကယ်လို့ယုံကြည်ခဲ့အဲ့ဒါပြင် host တွေကသူတို့ရဲ့ထိတ်တန်းဖောက်တဲ့နဲ့အတူနေလေးရှိပါတယ်ဒါကအဲ့ဒီအမျိုးသမီးကိုချစ်လို့မဟုတ်ပဲနဲ့ငွေပေးငွေယူသဘောရနေထိုင်တာမျိုးပါဒါပေမဲ့ယုကတော့သူတို့နှစ်ယောက်ကရိုမီယိုနဲ့ဂျူလီယက်ဇက်လန်လိုမျိုးအခက်အခဲတွေကြားရကနေပေါင်းဖက်ရမယ်အချစ်စဲလို့ထင်နေခဲ့ပါတယ်ယုကရဲ့အခြေအနေကတဖြည်းဖြည်းနဲ့ရန်တယ်တွေဆိုတဲ့အစီအုံရောက်လာပါပြီဒီစလုံးကဂျပန်စလုံးနှစ်ခုကိုပေါင်းစပ်ထားတာရန်တယ်တို့ဖျားနာခြင်းစိတ်မမှန်ခြင်းလဲလဲချစ်မြတ်လို့ခြင်းဆိုလိုတာကတော့တစုံတစ်ယောက်ကိုယူသက်စာဆွဲလန်းပြီးတော့အဲ့ဒီလိုပိုင်ဆိုင်မှုအတွက်ဆိုလို့ရှိရင်အကြမ်းဖက်မှုရာဇဝမှုနဲ့လူသက်မှုအထိကျိုးလုံမှုဝမလေးရဲ့ဆရာမျိုးပါဥပမာပြောရလို့ရှိရင်တခြားမိန်းကလေးတွေကကိုချစ်တဲ့သူကိုကြည့်လိုက်တာနဲ့တင်တပ်ပစ်ချင်တဲ့အထိမနာလိုဝန်တိုစိတ်ကြီးရမျိုးပဲဖြစ်ပါတယ်ဖိနစ်ကကလပ်ပို့စ်တယောက်ဖြစ်တဲ့အတွက်ကလပ်ပြင်ပမှာလည်းယုကာကိုအဖော်ပြုပေးရတယ်သူတို့ကကတ်တဖေးသွားကြတယ်ရုပ်ရှင်ကြည့်ကြတယ်ယုကာကတော့ဒါကငါကြီးစားနဲ့ဒိတ်နေရလို့သတ်မှတ်ထားခဲ့တာပါအဲ့လိုနဲ့သူမကဖိနစ်နဲ့နီနီနန်းနားနေထိုင်ဖို့အတွက်သူ့အလုံးလုံးတဲ့နေရာနဲ့ညီတယ်ဟာတက်တိုက်ခန်းတစ်ခုငှားလိုက်တယ်ပြီးတော့သူမရဲ့စိတ်ကူကသူ့အလုံးထွက်လိုက်တာနဲ့ငါနဲ့အတူတူနေမယ်သူကငါအပိုင်မင်းဆိုပြီးတော့အပိုင်တွက်ထားခဲ့တာဒါပေမဲ့ယုကာကသက်ဆက်နေပို့သုံးပြီးတော့ပို့ပြီးချုပ်ကင်လာလေဖိနစ်ကသူမစီကနေပို့ပြီးတော့ဝေးရောက်ပြေးလေဖြစ်လာပါတယ်မေလကောင်မှာတော့သူတို့နှစ်ယောက်ကနေ့တိုင်းရန်ဖြစ်လာကြတယ်တကယ်တမ်းကျတော့သူတို့နှစ်ယောက်ကရီးစားတွေမဟုတ်ဘူးhost လောကမှာကရီးစားမထားရဆိုတဲ့စီကံလည်းရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအမျိုးသား host တွေကအမျိုးသမီးအများကြီးရဲ့ရီးစားအတုအဖြစ်အလုပ်လုပ်နေရတာ။အဲ့ဒီတော့တကယ်ရီးစားထားမယ်ဆိုလို့ရှိရင်သူတို့အနေနဲ့ဒီလောက်ကထွက်မှပဲရမှာပါ။မဟုတ်ရင်တော့တကယ်လက်တွေ့ရချစ်သူနဲ့ဒီ class ကိုလာပြီးတော့သူတို့နဲ့ပျော်သွားတဲ့ main ကလေးနဲ့ပြဿနာတွေဖြစ်ကုန်လိမ့်မယ်။ပြီးတော့ host လုပ်ငန်းရဲ့သဘောတဘာဝအရာဟုတ်တယ်ကဒါငါရဲ့ရီးစားဆိုတဲ့စိတ်ကိုးရမှုပြတ်သွားတာနဲ့ပတ်စံမသုံးတော့ပါဘူး။ဒီဟာကိုနှစ်ဖက်လုံးကသိတာကြတယ်။ဒါပေမဲ့ယုကာကတော့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့လက်မခံနိုင်ခဲ့။သူမကဖိနစ်အလုပ်လုပ်နေတော့မှခဏခဏဖုန်းဆက်ပြီးတော့အိမ်ကိုလာဖို့အတွက်ပူစားတတ်တယ်။ဖိနစ်ကငါအလုပ်ထဲမှာမို့လို့အလုပ်ဆင်းမလာခဲ့မယ်လို့အဆင်ပြေပြေပြန်ပြောပေမဲ့လေယုကာကတော့အခုချက်ချင်းမလာလို့ရှိရင်တိုက်ပေါ်ကနေခုံချပြီးတေးလိုက်မယ်ဆိုပြီးတော့ဖိနစ်ကိုအမြဲတမ်းအကြက်ကိုင်းနေတယ်။အဲ့လိုပြောတော့ဖိနစ်ကစိတ်ပူရတယ်လို့တစ်ဖက်မှာလေသူတို့ကရီးစားတွေမဟုတ်ပဲနဲ့ဒီလောက်ထိတောင်းဝန်ယူနေရတဲ့ပုံမှာအရန်စိတ်ဖိစီးလာပြီးတော့သူမကိုဝေးရနေရှောင်မှုကြိုးစားလာပါတယ်။တကယ်တော့ယုကာကရန်တဲ့ဇက်ကောင်တွေလိုမျိုးအစွဲလန်းကြည့်ပြီးတော့ကိုချစ်တဲ့ကောင်တွေကကို့အပေါ်မှာဘယ်တော့မှခွဲမသွားမဲ့တစ္ဆာရှိမှုလိုချင်တာပါဒီရန်တဲ့မိန်းကလေးတွေကချစ်သူကိုအရန်ချစ်တယ်ဆိုပေမဲ့အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိပဲနဲ့သူတို့ကဓာတ်နဲ့ထိုးလေးတော့မရှိပါဘူး2019ခုနှစ်မေလ21ရက်နေ့မှာတော့ယုကာအတွက်အဲ့ဒီအကြောင်းပြချက်ကပေါ်ပေါက်လာခဲ့တယ်မေလ21ရက်နေ့မှာယုကာရဲ့တငယ်ချင်းတယောက်ကသူမကိုဖုန်းလမ်းဆက်ပြီးတော့ဖိနစ်ကိုတခြားမိန်းကလေးတစ်ယောက်နဲ့ left hotel မှာတွေ့ခဲ့တယ်လို့သတင်းပေးခဲ့တာပါအဲ့ဒါကိုကြတော့ယူကတနေကုန်စိတ်တုံပြီးတော့တိုက်ခန်းနေရတယ်အပြေအောင်တော့လုံးဝမထွက်နိုင်တော့ဖိနစ်လှုပ်ပြီးလို့သူမစီလာတဲ့အခါမှာတော့သူမအရန်ဒေါသထွက်ပြီးတော့စိတ်မထိန်နိုင်တော့ဘဲနဲ့အော်ဟစ်ပေါက်ွယ်ခဲ့တယ်ဖိနစ်ကဒါသူ့အလုပ်ဖြစ်ကြောင်းနဲ့သူတို့ဘာမှမလုပ်ခဲ့ကြောင်းရှင်းပြခဲ့ပေမဲ့ယူကနောက်ဆိုလို့ရှိရင်ကွက်ပြန်ပါဘယ်မိန်းကလေးနဲ့ပဲတွေ့ငါ့ကိုအကုန်ပြောပြရမယ်လို့ကတိတောင်းခဲ့ပါတယ်အဲ့ဒါကိုဖိနစ်ကလွယ်လေးပဲကတိပေးလိုက်တယ်နောက်တနေ့ကျတော့ဖိနစ်ကသူ့ရဲ့ကလေးတိုင်းတခြားမိန်းကလေးတယောက်နဲ့တောက်ဖို့ရှိရလို့ပြောပြတဲ့အခါယူကာကလုံးဝအကြီးကျယ်ဒေါသထွက်သွားတယ်။သူမရဲ့ခန်းစားချက်တွေကိုဒိုင်ယာရီထဲမှာတော့ရေးသားခဲ့ပါတယ်။သူမရေးသားခဲ့တာတွေကတော့ငါချစ်တဲ့သူကိုတွေ့ရတဲ့အခါသူ့ကိုတခြားဘသူ့ကိုမှမကြည့်စေချင်ဘူး။အဲ့တော့သူ့ကိုတက်ပစ်လိုက်တာအကောင်းဆုံးပဲလို့ထင်တယ်တဲ့။ပြီးတော့သူမကနေငါ့ကိုပတ်စံရတဲ့သူငွေထုတ်ဆက်လို့ပဲမြင်ပြီးတော့လိန်ညာနေတော့မှနေသေးသွားလို့ရှိရင်ငါတို့ပြောခဲ့တဲ့စကားတွေဒီနေရာမှာသူတို့တက်လုံးအတူတူနေသွားကြမယ်။လက်ထပ်ကြမယ်ဆိုတဲ့ဖိနစ်ရဲ့အလဲညာစကားတွေကိုပြောတာပါအဲ့ဒါတွေကအကုန်လုံးအမှန်တရားဖြစ်သွားလိမ့်မယ်လို့ရေးခဲ့ပါတယ်ဒီဟာကလူသားမှုတော်မှာမကောင်းတဲ့လုပ်ရက်လို့မမြင်နိုင်တော့ဘဲနဲ့သူ့အချက်ကိုပါဝရတီရှိစေနိုင်မယ်နီလန်လို့မြင်နေတာကတော်တော်လေးကိုကြောက်စရာကောင်းတယ်အဲ့လိုရေးတဲ့အခါမှာယူကာကဂျပန်စကားလုံးဒိုင်းစကီနှစ်သက်တည်တဲ့ပုံမနဲ့ရှိုင်းပြီးတော့အလေးနဲ့ရှိတဲ့အိုင်းရှိတဲ့တို့အသက်နဲ့ထပ်တူချစ်သည်ဆိုတဲ့စကားလုံးကိုသုံးသွားခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီစာအရသူမတို့ကတော့ဖိနစ်ကိုတက်ပြစ်လိုက်တာကသူတို့ရဲ့အချက်ကိုဟာရတ်တည်မြဲစေမယ်နီလန်လို့ယူဆနေခဲ့တာပါ။ဒါနဲ့အခင်းဖြစ်ခဲ့တဲ့ညကဖိနစ်ကယုကာရဲ့တိုက်ခံအောင်တန်ရှင်းကူလုပ်ပေးဖို့ဆိုပြီးတော့ရောက်လာခဲ့တယ်။တန်ရှင်းလုပ်ပြီးရနောက်သူအရန်ပင်ပန်းနေလို့ရေချိုးပြီးတော့အိပ်ပျော်သွားခဲ့တယ်။နောက်တော့သူနိုးလာပြီးတော့အတွဲကပေါင်းမိတစ်ထဲတဲ့နဲ့ယုကာရဲ့ကရင်ပေါ်မှာတက်ရိပ်ခဲ့ပါတယ်။ဖိနစ်အိပ်ပျော်နေတော့ယုကာကသူ့ရဲ့ဖုန်းကိုကြည့်လိုက်တဲ့အခါဖိနစ်နဲ့တခြားမိန်းကလေးတစ်ယောက်ကကလပ်မှာရိုက်ထားတဲ့ဓာတ်ပုံမျိုးတွေ့သွားတယ်။
တကယ်တော့အဲ့ဒီဓာတ်ပုံတွေကနန်းနေတဲ့ပုံတွေအောင်မဟုတ်ပဲနဲ့ရိုးပုံတွေပဲဆိုပေမဲ့ယူကာရဲ့စိတ်ထဲမှာတော့ဘာဖြစ်လို့ဒီပုံတွေကိုသိမ်းထားရတာလဲဘာဖြစ်လို့ဒီမိန်းကလေးနဲ့ဓာတ်ပုံရရတာလဲဆိုပြီးတော့သူ့ရဲ့စိတ်ထဲမှာရှုပ်ထွေးသွားခဲ့တယ်အဲ့လိုနဲ့မနက်3:50မိနစ်မှာတော့သူမကမီးဖိုချောင်းလေးကိုသွားပြီးအချွန်ဆုံးဓာတ်တက်လောက်သွားယူတယ်ပြီးတော့ finish ရှိနေတဲ့အိတ်ခမ်းထဲကိုချက်ချင်းပဲဝင်သွားခဲ့တာယူကာကကရင်ပေါ်မှာအေးစစ်စစ်အိပ်ပျော်နေတဲ့ finish ကိုကြည့်ပြီးသူ့အပေါ်မှာခွာထားလိုက်တယ်ပြီးတော့သူမအားကုန်သုံးပြီးတော့ Phoenix ရဲ့ဘိုက်ထဲကိုဓာတ်နဲ့ထိုးလိုက်ပါတယ်။လောက်တောင်အားပြင်းလဲဆိုလို့ရှိရင်ဓာတ်သွားတယ်မကပဲနဲ့ဓာတ်လက်ကင်ပါဘိုက်ထဲမြုပ်သွားတဲ့အထိပြင်းပြင်းထန်ထန်ထိုးလိုက်တာပါ။အဲ့လိုနဲ့ Phoenix လန်နိုးတဲ့အခါမှာတော့ရုတ်တရက်ကြီးဆိုတော့သူနာကျင်မှုကိုမခံစားရသေးပဲနဲ့ငါးဘိုက်ထဲမှာဘာဖြစ်လို့ဓာတ်ကြီးရှိနေတာလဲဆိုပြီးတော့အယမ်းလန့်သွားတာ။ဓာတ်တစ်ချောင်းတော့ဘိုက်ထဲဝင်သွားတာဆိုတော့သွေးတွေကတော့ဘိုက်ထဲကနေပန်းထွက်လေ။ဒါပေမဲ့ Phoenix ကအသက်ရှင်ခြင်းနဲ့စိတ်နဲ့ရှိသမျှအားအကုန်သုံးပြီးရုပ်ကောင်အတင်းတွန်းဖယ်ဖို့စ조사ခဲ့ပေမဲ့သူမကအပေါ်ကနေဖိထားသလိုဓာတ်တန်ရကြလဲသူလုံးဝမလုံနိုင်ခဲ့ဘူးအဲ့ဒီချိန်မှာရုပ်ကနင်ငါ့ကိုချစ်လားလို့မေးလိုက်ပါတယ်ဖိနစ်ကဒီဟာကလုံးမြောက်ဖို့အတွက်တခုတည်းသောလမ်းလို့တွေးပြီးတော့မျောလင့်ချက်အပြည့်နဲ့ရုပ်ကိုချစ်တာပေါ့အရန်ချစ်တယ်ဒိုးတွေထားရအတူတူရှိကြမယ်လို့အစွမ်းကုန်စ조사ပြီးတော့ပြန်ပြောခဲ့တယ်ဒါပေမဲ့ရုပ်ကရဲ့တုံ့ပြန်မှုကပို့ပြီးတော့ကြောက်စရာကောင်းနေတာငါလည်းနင်ကိုချစ်တယ်ဒါဆိုလို့ရှိရင်ငါတို့တွေအတူတူတည်ကြရအောင်တဲ့အဲ့လိုပြောပြီးတော့ယူကာကဖီနစ်ရဲ့ဘိုက်ထရတာကိုအတင်းဆွဲနှုတ်လိုက်တယ်တကယ်တော့ဒါကစီးပညာအရာသွေးထွက်ပိုမြန်စေလို့အရန်အနေများပါတယ်။ဒါကိုဆွဲထုတ်ပြီးတော့သူမအဲ့ဒီတောင်ခရင်အောက်ကိုလှုပ်ပြက်လိုက်တယ်။ဖိနစ်ကလူနာတင်ကားခေါ်ပေးဖို့အသေးအတန်တောင်းပန်နေအောင်ဘာမှမလုပ်ဘဲနဲ့ဒီတိုင်းရက်ကြည့်နေခဲ့တာ။အဲ့ဒီချိန်မှာဖိနစ်ကနောက်ဆုံးတစ်ချိန်အနေနဲ့အသေးအတန်ကုန်းယုံထားပြီးတော့တကားစီကိုပြေးသွားခဲ့တယ်။သူ့နောက်ကနေယူကာကမသွားနဲ့ဆိုပြီးတော့လိုက်អော်နေခဲ့တာ။အဲ့လိုထွက်ပြေးနေဖိနစ်ရဲ့သွေးကတိုက်ခန်းတစ်ခုလုံးလူသွားလန်းနဲ့ဓာတ်လီကားထဲမှာပါပေးကျန်သွားခဲ့ပါတယ်။ဒဏ်ရာရည်နဲ့ဖိနစ်ကဓာတ်လေကားတွေကိုအချိန်မီဝင်ပြီးတော့တကားပိတ်နိုင်ခဲ့တယ်။ဒီနေရာမှာသူဘလို့လောက်ပြီးတော့ထွက်ပြေးနိုင်ခဲ့တာလဲဆိုတာကိုအားလုံးပဲသိကြကြမယ်လို့ထင်ပါတယ်။အဲ့ဒါကတော့ဖိနစ်ထွက်ပြေးနေတဲ့အချိန်ယူကာကချက်ချင်းပြေးမလိုက်ပင်နဲ့သူမရဲ့ဖုန်းညက်မှန်နဲ့ secret ကိုပြန်ဝယ်ယူနေလို့ပါ။သူမဓာတ်နဲ့ထိုးလိုက်တဲ့သူကသွေးထွက်လုံးပြီးတော့ပြေးနေတဲ့အချိန်မှာတော့မှသူမကသူ့အတွက် secret ယူဖို့မမေ့ခဲ့ဘူး။အဲ့လိုနဲ့ဖိနစ်ကတိုက်ရက်လိုပြီးရောက်တဲ့အခါအတွင်းကန်ဘောင်းမီတစ်ထဲထဲနဲ့သွေးရိုင်ထဲမှာလဲကျသွားခဲ့။အဲ့ဒီချိန်မှာယူကာကအေးစစ်စစ်လမ်းလျှောက်လာပြီးတော့သူ့ရဲ့ဘေးမှာထိုင် secret တလိကိုအေးစစ်စစ်မီးညှိပြီးတောက်နေခဲ့တယ်။ဖိနစ်အဲ့လိုမျိုးသွေးထွက်လုံးပြီးတိတ်မလို့ဖြစ်နေတဲ့အချိန်သူမဖုန်းဆက်ခဲ့တာတဲ့ရဲကိုမဟုတ်ဘူး။ဆေးရုံလည်းမဟုတ်သူမရဲ့တငယ်ချင်းတယောက်စီကိုဖုန်းလန့်ဆက်ခဲ့တာ။ရေတော့ယူကာကဖိနစ်တည်သွားလို့ရှိရင်သူလည်းတခါတည်းလိုက်တည်မယ်ဆိုပြီးတော့ဖိနစ်တည်မဲ့ချင်းဦးဆောင်နေတာပါ။အဲ့ဒီချိန်မှာပဲတိုက်ခန်းကတခြားလူတယောက်ကဓာတ်ကိုမြင်တော့ကြောက်လက်တကြအော်ဟစ်ပြီးရဲခေါ်ခဲ့တယ်။အဲ့ဒီမှာပဲအခုချိန်ဒီအင်တာနက်ပေါ်မှာနာမည်ကြီးနေတဲ့ယူကာရဲ့ဓာတ်ပုံရိုက်ခဲ့တာပါ။ဓာတ်ပုံထဲမှာတော့သူမသွေးတွေပေးနေပေမဲ့ပန်းချန်ထဲမှာအေးစစ်စစ်အနားယူနေတယ်လို့မျိုးအရန်ကိုတင်းငင်နေတယ်။ဒီဓာတ်ပုံပြန့်နှံ့သွားတဲ့အခါမှာတော့လူလူရဲ့ထိုးစမ်းတဲ့တုံ့ပြန်မှုတွေရရှိခဲ့ပါတယ်။တချို့ကသူမကို real life ရန်တဲတဲ့လို့ခေါ်ပြီးတော့လှလုံးတို့ကြားစိုးအတာမဖြစ်တဲ့ဘူး။ငါ့ကိုလည်းအဲ့ဒီလိုဒါထိုးရလားဆိုပြီးတော့မှ fan app တွေဆွဲတာဖုန်း wallpaper ထားတာမျိုးတွေလုပ်ခဲ့ကြတယ်။တကယ်တော့ဒါတကယ်ကိုမှားယွင်းနေတဲ့လူလူရဲ့တုံ့ပြန်မှုပါ။ရုပ်ချောတာနဲ့ပဲလူသက်သမားမဟုတ်တော့ဘူးလား။မကောင်းမှုကိုကျူးလွန်ခဲ့တဲ့သူမဟုတ်တော့ဘူးလား။ရဲတွေရောက်လာတဲ့အခါမှာလည်းယူကာကရဲကားပေါ်မှာပြုံးနေခဲ့။သူမကဖိနစ်ကိုအယမ်းချစ်လွန်လို့သူတို့နှစ်ယောက်လုံးတည်သွားလို့ရှိရင်သူပြောခဲ့တဲ့စကားတွေကအမှန်တရားဖြစ်သွားလိမ့်မယ်လို့ယုံကြည်လို့လုပ်ခဲ့တာလို့ထွက်ဆိုခဲ့ပါတယ်။ secret တောက်နေတဲ့ကိစ္စကိုမေးတဲ့အခါမှာတော့သူမက secret အရန်ဆွဲနေလို့တောက်တာဖြစ်ပြီးတော့ဖိနစ်တည်တာနဲ့သူမလည်းကိုတက်တေကိုစောင့်နေတာလို့ပြောခဲ့တယ်။ဒီလိုမျိုးပြင်းပြင်းထန်ထန်ထန်ရပြီးတော့ဖိနစ်ရဲ့အခြေအနေကအသက်ရှင်ဖို့အတွက်20%ပဲမျှော်လင့်ချက်ရှိခဲ့ပါတယ်။ယူကာရဲ့ဒါကသူ့ရဲ့အသေးကိုထိသွားခဲ့တာ။အဲ့လိုနဲ့9ရက်ကြာသတိမေ့ပြီးတော့ကိုမဝင်နေခဲ့ပြီးတော့အန်ဩစရာကောင်းလာအောင်သူအသက်ပြန်ရှင်လာခဲ့တယ်။အဲ့လိုပြန်ရှင်လာတော့ဖိနစ်ကသူ့ရဲ့နာမည်ရေးကိုဖုံးကွယ်ပြီးတော့ပြပုံနေကနေပြန်လဲရှင်းတန်လာတဲ့ဖိနစ်ကလိုမျိုးအဓိပ္ပာယ်ရတယ်ဖိနစ်လူနာဆိုတဲ့နာမည်ကိုပြောင်းပါတယ်ဖိနစ်ကတေဘေးကနေလောမြောက်ပြီးအသက်ပြန်ရှင်လာခဲ့ပေမဲ့သူကလမ်းပြန်လျှောက်ဖို့အသိယုံခဲ့ရတယ်လို့အစာစားလို့လည်းမရတော့ဝိတ်တီအရန်ကျသွားခဲ့သူစေးရုံမှာရှိနေတော့တဲ့တစ်ချိန်လုံးအိမ်မက်ဆိုးတွေမက်ခဲ့ရဲ့သူမတ်တာကယူကာကသူမရဲ့ခန္ဓာကိုယ်တွန့်နေပြီးတော့စေးရုံရဲ့ဗတဲမောက်ကသေးလေးတွေကနေတွားတော့ဝင်လာပြီးတော့သူ့ကိုလမ်းရှာတဲ့အိမ်မက်မျိုးပါအဲ့ဒါကြောင့်သူကဗရင်ပေါက်မရှိတဲ့အခန်းမှာပဲထားပေးဖို့အတွက်စေးရုံအတင်းတောင်းဆိုခဲ့စေးရုံမှာရှိနေတော့ဖိနစ်တို့အားဖြစ်ဆုံးကတော့သူ့ရဲ့လှုပ်ဖို့ကိုင်းဘက်တရားလာပြီးအားပေးရပဲဖြစ်ပါတယ်။သူကြတဲ့တကူကတော့ဖိနစ်စေးရုံမှာရောက်နေတဲ့အချိန်ဂန်ရအရန်ဆိုတော့ရဲတွေကသူ့တီတော့မယ်လို့ထင်ပြီးတော့သူ့ရဲ့ဆွေမျိုးတွေကိုအသေးအတန်လိုက်ရှာခဲ့ကြတယ်
အဲဒါကြောင့်ဖိနစ်ကယူရမဲ့ဒီကထွက်လာပြီးကြတဲ့ကအဆက်အသွယ်ပြတ်နေတဲ့မောင်နှမတွေနဲ့ပြန်လဲဆုံတွေ့ခွင့်ရခဲ့ပါတယ်။ဒီကသူ့အတွက်တော့ဝမ်းနဲ့စရာကောင်းတယ်လို့ဝမ်းသာစရာလည်းကောင်းတဲ့အခိုက်အတန့်ဖြစ်ခဲ့တာ။ဒီလိုမျိုးလူတစ်ယောက်လုံးသိမလို့ဖြစ်သွားတာတော့မှတရားရင်ဆိုင်နေတော့မှယူကာကိုအာမခံနဲ့လှုပ်ပေးခဲ့ရုံနဲ့မကပဲနဲ့သူမကိုသူနာပြုတင်တဲ့မှာတောက်ခွင့်ပေးခဲ့ပါတယ်။တကယ်တော့လူသက်ဖို့စ조사ခဲ့တဲ့သူတစ်ယောက်ကသူနာပြုတင်တဲ့တက်တယ်ဆိုတာကတကယ်ကိုထူးဆန်းတယ်။ယူကာကတော့သူမရဲ့ဒီလောက်ရက်ကနေသင်ခန်းစာရပြီးတော့တခြားသူတွေကိုပြန်ကူညီခြင်းစိတ်ပေါက်လာလို့တက်ခဲ့တာပါတဲ့။အဲ့လိုနဲ့သူမကအာမခံနဲ့အပြစ်မရှိနေတော့သူနာပြုလက်မှတ်ပါရခဲ့ပါတယ်။ဒီလိုနဲ့2019ခုနှစ်ဒီဇင်ဘာလ3ရက်နေ့တရားခွင်မှာဖိနစ်ကယူကာကိုကြည့်ပြီးတော့နှွေထွေးတဲ့အပြုံးနဲ့ပြုံးပြခဲ့ပါတယ်။ဒါကလောင်ပြုံးမဟုတ်ဘဲနဲ့စစ်မှန်တဲ့အပြုံးပါ။ယူကာကဒီလိုတွေလုပ်ခဲ့လို့သူ့စီကိုတောင်းပန်စာအရှိပေးဖို့ခဲ့။အဲ့ဒီစာတွေမှာတောင်းပန်ပါတယ်ဆိုတဲ့စကားလုံးတွေပဲအထက်ထပ်ပါနေလို့တချို့လူတွေကဒီဟာသူတကယ်နောင်နာရတာမဟုတ်ဘူးလို့ဝေဖန်နေကြပါတယ်။ဒါပေမဲ့ဖိနစ်ကတော့ဒီမှုနဲ့ပတ်သက်ပြီးသူမကိုပြစ်ဒဏ်ကြီးကြီးမားမားမပေးဖို့အတွက်တရားသူကြီးကိုတောင်းဆိုခဲ့တယ်။ဖိနစ်ကယူကာကိုသူမပြောခဲ့တဲ့အတိုင်းသူမရဲ့လုပ်ရကိုနောင်နာရပြီးတော့ပါမန်လူတယောက်လိုမျိုးအေးအေးဆေးဆေးရှင်းနေသွားစေချင်တာပါ။အဲ့လိုနဲ့ဖိနစ်ကမျက်နှာကြီးဖြစ်ဒေါ်လာ4,400,000ကျော်ရန်တန်90လောက်ရခဲ့ပြီးမြဲအဲ့ဒီအဆက်နေကစီးဖို့နေတဲ့ကုန်းတလောက်ရှိနေပါပြီ။သူကဘာပြောခဲ့လဲဆိုတော့ဒါငါအပြစ်နဲ့တဝက်ပါတယ်။သူမကငါအတွက်ပလင်းနေဖွင့်ဖို့အယောက်တက်ဖို့အတွက်လေးလုံးငန်းလုပ်ပြီးပတ်ဆက်ရှာနေတာကိုဒါငါသိခဲ့လို့ရှိရင်သူမကိုဒီထက်ပိုပြီးကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့မှာပါလို့ပြောခဲ့ပါတယ်။တကယ်တော့လက်ရခံဖြစ်တဲ့ယူကာကရုပ်ချောတဲ့အတွက် pretty privilege ရုပ်ချောခြင်းရဲ့အထိုးခွင့်ကိုရရှိခဲ့ပါတယ်။သူမရဲ့ပြိတ္တတရားဆိုလို့ရှိရင်ဒီမှုအရင်ဆိုင်နေတော့သူမကိုအာမခံနဲ့လွတ်ပေးဖို့အတွက် GoFundMe မှာတော့မှပတ်စံနေကောက်ခံပေးခဲ့ကြတယ်။သူမကိုအနီမဲတွေကရန်တဲ့ဇက်ကောင်အစေးလို့တတ်မှတ်ပြီးတော့လူတွေကယူသွတ်ခဲ့ကြတယ်။နောက်ဆုံးမှာတော့တရားသူကြီးကယူကာကိုထောင်နဲ့3နှစ်ခွဲချမှတ်ခဲ့ပါတယ်။ဖိနစ်ရဲ့တောင်းဆိုမှုကြောင့်ပြည်တယ်တော်တော်လေးလျော့သွားခဲ့တာ။အဲ့ဒါပြင်သူမကိုတိုကျိုမြို့ရဲ့ Red Light District ချော်ပြေးနယ်မြေစီကိုမလာဘူးလဲတားမြစ်ထားပါတယ်။အဲ့လိုနဲ့2024ခုနှစ်ဖေဖော်ဝါရီလမှာတော့သူမထောင်ကနေလွတ်လာခဲ့ပြီ။ဖိနစ်ကတော့အခုကျမ်းမာကြီးတော်တော်လေးပြန်ကောင်းလာပြီ။ဒါပေမဲ့အသေးထိခိုက်သွားတဲ့အတွက်သူကအရက်လုံးဝတောက်လို့မရတော့ပါဘူး။ host တယောက်အတွက်ဒါအခက်ခဲဆိုပေမဲ့သူ့ရဲ့လုပ်ဖို့ကိုင်းမက်တွေကသူ့ကိုစားအရက်တွေကိုကိုတောက်ပေးကြတယ်။ပြီးတော့သူကအခုဆိုလို့ရှိရင်ဖီလက်လူနာဆိုတဲ့နာမည်နဲ့ပို့ပြီးတော့မှနာမည်ကြီးလာပါသေးတယ်။လူတွေကဒီကောင်လေးမှာဟာထူးခြားချက်တွေများရှိနေလို့ဒီလောက်လာတဲ့မိန်းကလေးကတက်ပြစ်ချင်တဲ့အထိဆွဲလန်းရတာလေဆိုတော့သိချင်တဲ့စိတ်နဲ့သူ့စီကိုလာကြတယ်။ဒီကုန်းချုပ်အနေနဲ့ဖိနစ်ကတော့သူ့ရဲ့ဒဏ်ရာတွေကိုအမှတ်တရတစ်ခုလိုပဲသဘောထားပါတယ်။သူမငါ့ကိုဓာတ်နဲ့ထိုးလိုက်လို့ပဲ။ငါပို့ပြီးတော့နာမည်ကြီးလာတာအယောင်ဝယ်ကြီးအဆင်ပြေနေတာဆိုပြီးတော့အကောင်းမြင်စိမ့်နဲ့ပဲရှေ့ဆက်နေပါတယ်။ဒီဖြစ်ပျက်ကတော့တကယ်လက်တွေ့မှာဖြစ်ခဲ့တဲ့ရန်တဲ့အချက်ဆက်လန်ရဲ့ကြောက်စရာကောင်းပြီးတော့ထူးဆန်းတဲ့အဆုံးသက်ပဲဖြစ်ပါတယ်။ဒီလိုမျိုးနောက်ထပ်မှုကင်းဆိုင်ရာအကြောင်းအရာတွေကိုနားထောင်ကြနေဆိုရင်တော့ channel လေးကို subscribe လုပ်ခဲ့ကြပါဦးနော်။